ကြိုက်အရေးများပြီးရောက်တဲ့အခောက်တိုင်းရောင်းမလောက်တော့လူကြိုက်များသောပစ္စည်းဒီဇိုင်းလေးတွေကိုထပ်ရောက်ပါပြီအင်းကြီးကိုခြိသားလေးနဲ့လည်းဖြစ်ရမယ်ပွပွလေးလည်းဝစ်ချင်တယ်တဲလေးတွေအတွက်ဆိုရင်လက်သွက်ထားမှရမယ်ဒီမှာပါဒါလေးနော်ဒါလေးကကြောက်တော့ तू ကတကယ်တော့ခေါင်းအရှိလေးတွေပါမေမေတို့ကဒါလေးကြောက်တော့ဒီလိုလေးဝစ်လို့ရမှာဆိုပြီးတော့နော်ပုံလေးကိုမေအဲ့လိုလေးပဲဝစ်ပြဖြစ်တာနော်ဒါလေးဒီဒီဇိုင်းလေးနော်ဒါလေးကကြောက် तू ကခါးဒီမှာအနောက်ကလည်းအဲ့လိုအရှိလေး तू ကစကတ်ကိုအတူလေးဝစ်မလားအရှိဝစ်မလားဘာမှဝစ်မလားအရန် okay တယ်ဆိုင်အပွားလေးဝစ်ချင်တဲ့တဲတွေဆိုလို့ရှိရင်အရန်စီမိတယ်ဘောင်းမီလေးနဲ့ဝစ်လည်းရတယ်လို့အပြင်ကန်အနေနဲ့ပေါ့ပေါ့ပါလေးဝစ်ချင်တယ် तू ကပေါ့ပေါ့လေးကိုလည်းကြိုက်တယ်ခြိသားလည်းကောင်းရမယ်ဆိုရင်တော့ဒီအသားလေးယူလို့ရပါပြီဒါလေးတွေက BKK ထဲလေးတွေဖြစ်တဲ့အတွက်ပစ္စည်းအသားအနာအရန်ကောင်းနေတယ်နော်ဒါလေးနော်ဒီမှာအပွားကြိုက်တဲ့တဲလေးတွေဆိုလို့ရှိရင်ရွေးလို့ရပါပြီ तू ကကြောက်ဒါအခုမင်းဝစ်ပြထားတဲ့အယောင်လေးရဆိုရင်အဝါနုရလိမ့်မယ်နောက်ပြီးဒီမှာပခွားနုလေးရမယ်ဒီမှာနောက်ကြောလေးမှာအစာကြည့်လိုက်နော်ဒီမှာသူ့ရဲ့ logo brand လေးတွေပါတဲ့အတွက်အရန်လှတယ်ဒါလေးနော်ဒီမှာပါဒါလေးနော်ဒါပုံမှန်မြင်နေကြဒီဇိုင်းလေးနဲ့မတူနေဘူးနော်သူ့ရဲ့ဒီဇိုင်းနဲ့ဒီမှာအိတ်ကက်နှစ်ဖက်ပုံစံမျိုးလေးနဲ့တကယ်တော့သူကအိတ်ကက်မဟုတ်ပါဘူးဒီမှာကျယ်သီးဒီဇိုင်းလေးနဲ့နော်ကျယ်သီးနှစ်ဖက်ဒီဇိုင်းလေးနဲ့တချို့ကရေဘက်မှာပိုလို logo ကလေးနဲ့ဝေးရတာယူရတဲ့ဆိုလို့ရှိရင်ဒါလေးကိုပြောင်းဝင်ကြမှာတဲ့လို့နော်ဒီမှာပါဒါလေးနှုတ်စရောက်လေးလည်းအရန်လှလဲဒီမှာနော်ဖုန်းထဲလည်းတီးအောင်ပဲအပြင်မှာလည်းတီးအောင်ပါပဲတော့ကြအယောင်မတူထင်းနေမှာဆိုလို့ပါနော်ဒါလေးဒီမှာအဖြူစွတ်စွတ်လေးလည်းရပါမယ်အဖြူလေးဆိုတော့အရန်လှတော့ကွယ်အောက်က packaging လေးနဲ့ဝေးလိုက် share လှမှာနော်ဒီမှာပါပန်းရောင်လေးလည်းရပါမယ်လက်လီသမားရောလက်ကားသမားရောလိုအဲ့လိုရှိဖုန်းဆက်လို့ရပြီနော်ဒါလေးလည်းရမယ်နော်ဒါလေးရမယ်နောက်ပြီးဝိုင်းဒီမှာဒါလေးအယောင်အရန်ရှာတဲ့အယောင်လေးနော်အဲ့ဒီအယောင်လေးရမယ်နောက်ပြီးအနက်ကလေးရမယ်ကာလာတွေကတော့အစုံမဲ့နော်ဒါလေးတွေနော်ဒီမှာပါတကယ်လို့ तू ကပေါင်ငိန်အပြည့်ဆိုလို့ရှိရင်လည်းပေါင်ငိန်130 140 150 160 180 180 200အဲ့လိုဝစ်ကျင်ထီကိုဝေးလို့ရပါတယ်တကယ်လို့အကြိုက်တွေ့တယ်ဆိုလို့ရှိရင်မင်းရဲ့ဆိုင်ကိုလာအားပေးမယ်ဆိုရင်အမှတ်နေ့ဆက်တလဲရေမြုံရက်ကွက်ရွှေဘိတ်သူဖက်ရှင်ဟောက်ရေမြုံကိုလာအောင်အားပေးနိုင်ပါတယ်တခြားသောမြို့လေးတွေကဖုန်းဆက်ပြီးမှယူမယ်ဆိုလို့ရှိရင်ဖုန်းဆက်မယ်ဆိုလို့ရှိရင်39ခေါ်ရှိခွန်9934ရာကိုဆက်သွဲမှာမှယူမိမြန်နိုင်တယ်လို့ Viber နံပါတ်ခေါ်68 950တီကူကွာနေပြီးတော့လည်းဆက်သွဲမှယူအားပေးနိုင်ပါတယ်ရှင်ရိုင်းရရောက်နိုင်တဲ့နေရာမှာတမန်မမီအယောင်ဝစ်ချစ်စနစ်ကလေးနဲ့ပို့ဆောင်ပေးနေပြီဖြစ်တဲ့အတွက်စစ်သော customer တွေအနေနဲ့စိတ်ချယုံကြည်စွာနဲ့မှယူဆက်သွဲအားပေးလို့ရပါပြီရှင်လက်လီဈေးလက်ကားဈေးတီးတန်းရှိတဲ့အတွက်ဈေးလေးကိုသိစိတ်သိကြည့်ရင်တော့မမရဲ့ Viber ချက်ပေါက်ကိုလာရောက်မိမြန်နိုင်ပါတယ်ရှင်